ကျမတတိအားရလူမျိုးမစားဘူးတဲ့ဟင်းကိုလက်စွမ်းပြလိုက်တာလက်စွမ်းအပြလွန်သွားပါတယ်ရှင်ဓမ္မတစ်ခေါက်ချက်ကျွေးတော့နင်းချက်ထားတာငါရောဟုတ်ရဲ့လားတဲ့ပုံမှန်ဆိုကျမတတိကငါသိမစားပေမဲ့ငါဆုပ်လုတ်ကျွေးပြီးတဲ့နောက်ပိုင်းကတော့ပြီးသွားတဲ့ခါတိုင်းငါတွေအများကြီးဝယ်တော့တာပဲအများတတိတွေကတော့မသိဘူးကျမတတိကတော့စားကောင်းတာတစ်ခုခုလုတ်ကျွေးပြီးဆိုရင်တစ်မျိုးလုံးတစ်စီလုံးပတ်ကြွားတော့တာပဲဒီနေ့ငါဆုပ်လုတ်ဖို့အတွက်ငါကွန်းချက်ဆိုတဲ့ငါ့ကိုအသုံးပြုထားပါတယ်ရှင်ပြီးရင်ဒီလိုမျိုးအသားလေးတွေကြီးပဲဖြစ်သွားအောင်နှွာထားပေးလိုက်ပါမယ်ရတာအတွက်စားငရုတ်ကောင်းဂျင်းမုတ်ထည့်ပြီးတော့စီးနေအောင်ပေါက်ပါမယ်ဒီလိုမျိုးအကြောလေးတွေကိုတော့ဖယ်ထုတ်ပေးလိုက်ပါမယ်ရှင်ဒီငါငချင်းတွေလိုမျိုးအယိုးမများတော့ငါဆုပ်လုတ်ရတာတော်တော်လေးအဆင်ပြေပါတယ်အရင်တစ်ခေါက်ဗီဒီယိုတင်တော့ကွန်မန့်ထဲမှာငကွန်းရှက်လို့တော့ပြောကြတာပဲရှင်။မှလည်းငါပေါ်တဲ့ဒေတာမဟုတ်တော့ငါနာမည်ကိုတော့တည်တည်ချာချာမသိပါဘူး။ငဖယ်ကိုစီးပိုင်နေအောင်ပေါက်ပြီးပြီဆိုရင်တော့ဒီလိုမျိုးအကိတ်ကြီးတွေပြလိုက်ပါတယ်။ပူလာပြီဆိုရင်တော့ထည့်ကျော်လို့ရပါပြီ။ငဖယ်တဲ့ဟိုကလေဂျင်းကိုထောင်းပြီးတော့မှအရင်ညစ်ထည့်ရင်ပို့ပြီးတော့မွေးပါတယ်။အမကဂျင်းအစိမ့်ကုန်နေလို့ဂျင်းအမုံမဲထည့်လိုက်ပါတယ်။ငဆုပ်တွေကိုတစ်ဖက်ပြီးတစ်ဖက်လန်ကြော်ထားလိုက်တာနီညိုအောင်တန်းလာပြီဆိုရင်တော့ပကံနဲ့ကိုဆယ်ထည့်ထားလိုက်ပါမယ်။အမတစ်သေးကတော့ဒီငဖယ်ကျော်ကိုသူတို့စီကထမင်းကာဘူလီနဲ့တွဲစားပါတယ်။ရင်းနှံလေးကမွမွေးလေးနဲ့ငဆုပ်ကိုလည်းကြကြလေးပေါက်ပြီးတော့မှကြော်ထားတာဆိုတော့ထုတ်ထုတ်ကလေးနဲ့တော်တော်လေးစားကောင်းပါတယ်။ကျမတတိမဝိတ်ချနေရဆိုတော့ထမင်းမစားပါဘူး။သူ့အတွက်ကတော့ကြော်ထားတဲ့ငဖယ်ကိုပဲချင်းချင်းဆက်ဆက်လေးပြန်တုပ်ပေးပါမယ်။ငဖယ်တုပ်ဖို့အတွက်ဒီလိုမျိုးသခွားသီးလေးတွေကိုပါလေးတွေလီးထားလိုက်ပါမယ်။ခင်းချင်သီးနဲ့ခါချက်ဥလည်းထည့်ပါမယ်ရှင်။ဒါကတော့ကျမတတိမစားခြင်းတဲ့ပုံစံအတိုင်းလေးပဲတုပ်ပေးတာပေါ့နော်။အားလုံးစင်သင့်ဖြစ်ပြီဆိုရင်တော့ငဖယ်စားတုပ်ပါမယ်ရှင်။ရတာအနေနဲ့ကတော့စားနဲ့ငရုတ်ကောင်းပဲထည့်ပါတယ်။ပြီးတော့တံမြာသီးလေးညှစ်လိုက်တယ်ပေါ့နော်။ကျမတတိမဝိတ်ချနေရဆိုတော့ပုံမှန်ဆလတ်တုပ်တယ်လို့ပဲတုပ်ပေးလိုက်တာပါ။ကဲခုဆိုရင်တော့ထုတ်နဲ့ချင်းချင်းဆက်ဆက်ငဖယ်တုပ်လေးရပါပြီရှင်။ကိုတတိကိုလှုပ်ကြွေးချင်တာဖြစ်ဖြစ်ခုဟာကိုလှုပ်စားချင်တာဖြစ်ဖြစ်လှုပ်စားကြည့်လိုက်ပါနော်။